ကာကြီးကနေအာတီဆိုပြရင်ကာကြီးကနေအာတီကြည့်ရလားကာကြီးခောက်ခွေးကိုအာတီဆိုပြမလားဒီတော့လေမိခွန်းလေးတွေမေးပြီးတော့မှာပေါ့နော်ဖြေမှန်လို့ရှိရင်သူဒီတောင်းပေးမယ်အဲ့ဒါဖြစ်ပြီမလားဖြစ်ပြီမယ်လေဖြစ်ပြီပဲပေါ့နော်တီတောင်းတတ်ဘူးလားတက်ဘူးလေနော်သူငယ်တန်းမှာဘာတွေတင်လဲသိလားသူငယ်တန်းမှာဟောသူငယ်တန်းစတဲ့ဘာတင်လဲဟွာလုံးတင်လဲကာကြီးခောက်ခွေးတင်လဲကာကြီးခောက်ခွေးတင်အဲ့ကာကြီးခောက်ခွေးကိုကာကြီးကနေအာတီကြည့်ရလားရတယ်အဲ့ယူဆိုပြပါလားကာကြီးခောက်ခွေးကားနဲ့ကာကြီးကအစလုံးစလေးစားပွဲစားမဆွဲပြတာတနေ့လေးထောက်ပဲတာရင်ကောက်တာရင်မနာကြီးတဝင်းဘူးထစတူဓာတွေတဝချိုက်နာငယ်ပါစောက်ဖောက်တော့ဘာလဲဆိုင်ပါကုန်မဇပလဲရကောက်လာဝတာဟာနာကြီးရပါနော်ဟုတ်ကဲ့ပါအဲ့ဒါကျေးဇူးတင်တယ်နော်ပါတယ်ကျေးဇူးပါဒီမှာပြောပြတယ်ပေါ့နော်ဒီစီစဉ်ကိုအဓိကစီစဉ်ပေးရပါတော့ဒီပတ်စံလှူပေးရပါတော့အဲ့ဒါကဒီဗီဒီယိုရဲ့စီစဉ်ကိုကြည်ညာပေါ့ကြည်နေ line ပေါ်ကနေတွေ့သွားပြီးတော့မှဒါအမေရိကန်နိုင်ငံမှာအမေရိကန်နိုင်ငံအိုမာဟာမြို့ပေါ့နော်အိုမာဟာမြို့မှာတရင်သုံးနေတဲ့ဆရာတော်အချင်းအရိယာနေမှာဒါလှူဒန်းပေးတာပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ thank you ပါဟုတ်ကဲ့ဒီမှာပါရှင်အေးရတော့အခုစီစဉ်လေးကိုတင်ဆက်တဲ့ဧကတာဖြူပဲဖြစ်ပါတယ်အေးတို့ရဲ့ရောင်ကြီးအဖွဲ့သားတွေကနေပြီးတော့မှမေးခွန်းလေးတွေမေးပြီးတော့မှအဖြစ်မှန်လို့ရှိရင်စစ်ကြီးလေးတွေပြီးရဲ့စီစဉ်လေးကိုပြုလုပ်မှာဖြစ်ပါတယ်ဒီစီစဉ်ကိုအဓိကစီစဉ်ပေးရတဲ့သူကတော့ US မှာရောက်ရှိနေတဲ့ကိုညမျိုးဆက်ကနေပြီးတော့မှအဓိကစီစဉ်ပေးတာဖြစ်ပါတယ်ဒီနေ့ကပေါ့နော်ထူးခြားတာလေးတစ်ခုကဒါအေးတို့ရဲ့ဒီစီစဉ်လေးကိုဒီ line ပေါ်မှာတွေ့ပြီးတော့မှပေါ့နော်ဆက်သွယ်လာပြီးတော့မှလှူဒန်းပေးတာကတော့အမေရိကန်နိုင်ငံအိုမာဟာမြို့မှာသတင်းသုံးနေတဲ့ဆရာတော်အရှင်အရိယာနေပြီးတော့မှလှူဒန်းပေးတာပဲဖြစ်ပါတယ်ဆရာတော်ရှင်ဘုရားတက်တော်ရာကျော်ရှေ့ပြီးတော့ဗုဒ္ဓသာသနာတော်မြတ်ကြီးကိုစတဲ့တကူစီပင်ပြတ်သွားအောင်လှူဆောင်နိုင်တဲ့သာသနာပြုနိုင်တဲ့ဆရာတော်တစ်ပါးဖြစ်ပါစေလို့ဒီလိုကနေမှဥတင်လေးရဲ့စုမကောင်းတောင်းပေးလိုက်ပါတယ်ဗျာဒါဆိုရင်ဒီလိုဘယ်လိုမျိုးကုန်းလေးတွေမေးမလဲဆိုတာအင်းနဲ့တူတူလိုက်ကြည့်အောင်နော်ဘောင်းလေးတောင်းတက်ဘူးလားတက်ဘူးတနက်တန်းထိတက်ဘူးလား9တန်းထိတက်သူငယ်တန်းမှာဘာတွေတင်လဲသိလားကာကြီးခောက်ဝေးတယ်ကာကြီးခောက်ဝေးတယ်နဲ့အဲ့ကာကြီးခောက်ဝေးကိုမအောင်ဆိုပြမလားဆိုပြအာတီလေအာတီဆိုပြလို့ရှိရင်ကာကြီးကနေအာတီဆိုပြရင်မှန်လို့ရှိရင်1000ပေးမယ်ဆိုပြကာကြီးခောက်ဝေးကားငယ်ကာကြီးဟာစားလုံးစားတိုင်းစားဝဲစားမစင်ညတလင်းကျိတ်ထောင်းမယ်တိုင်းဟောတိုင်းမုံနာကြီးတောင်းရင်ထားခြင်းလူတောင်းရင်ထားခြင်းလူဓာတွေတောင်းချိုင်နာငယ်ပါတော့ပေါတော့ဘာလဲဆိုင်ပါကုန်မှရပလက်ရောက်လာဝတာဟာနာကြီးတော့ရနော်ကျန်တော့ရသေးလားကြပြလေးပြောရသေးလားမရတော့ဘောနော်အခုအမတို့ဒီစီစဉ်ကိုတူတာကဖုံတပါပေါ့နော်အမေရိကန်မှာရောက်နေတဲ့ဖုံတပါနေမှာဒါလှူပေးတာပေါ့နော်ဖုံလည်းကျေးဇူးတင်စကားလေးပြောလာဖုံလည်းကျေးဇူးတင်ပါနော်ဟုတ်ကဲ့အဲ့ဆိုရင်မပြီးမယ်မဟုတ်ဘူးခိုင်သွားပြီနော်ကျေးဇူးပဲနော်ဟုတ်ကဲ့ပါအမလေးကြောင်းတက်ဘူးရမလားဟုတ်တက်ဘူးပါဘယ်နဲ့တန်းထိတက်ဘူးဒီနေ့မှ9ရဒီနေ့9တန်းပေါ့ဟုတ်ဒီနေ့9တန်းပေါ့နော်ဟုတ်အဲ့ဆိုမှမေးမယ်သူငယ်တန်းမှာဘာတွေတင်လဲညီမမှတ်မိသေးလားမှတ်မိပါတယ်ဘာတင်လဲကာကြီးခါခွေဝါလုံးလို့တင်ဟုတ်လားအဲ့ဒါမှာအမကိုကာကြီးခါခွေရလေကာကြီးခါခွေကိုအာတီဆိုပြမလားဟုတ်ရဆိုပြမလားဘယ်လိုညီမလေးကကာကြီးကနေအာတီဆိုပြနိုင်ရမဟိုတောင်းပေးမယ်ဟုတ်ဆိုပြကြည့်ကာကြီးခါခွေခါငယ်ကာကြီးငါစာလုံးစလိန်စာခွေစားမြင်တဲ့ညတလင်းကျိတ်ထောက်မဲ့ထားရင်ကောလာကြီးဒါရင်မို့နာကြီးတော့ဝချနာကြီးရတယ်ဒါဆိုရင်ခါဝဲသားငယ်ကကြီးကစာလုံးချလိုက်တာပွဲစားလူပဲညအဲ့ဒါလေးကျိထောက်ပဲဒါရင်ကောဒါရင်မို့နာကြီးအဝဲမူချစဉ်သူအဝဲမူချစဉ်အဝဲမူချက်ရတယ်အချက်ရတယ်အဲ့လိုမှမပြောဆိုကြည့်အဝဲမူချစဉ်သူအဝဲမူချစဉ်သူအဲ့ဒါလေးအာယောပါဘာလို့မျက်လုံးမိတ်ပြောအဝဲမူချစဉ်သူအဝဲမူချစဉ်သူအဝဲမူချစဉ်သူတောင်းလို့ထားတယ်လို့ဒါဝင်ထားတွေတောင်းဖို့ချိုင်နိုင်ငယ်တောင်းတွေတောင်းချိုင်နိုင်ငယ်ဒါတွေတောင်းဖို့ချိုင်နိုင်ငယ်ပါသာဖောက်ထုတ်မပါသာဖောက်ထုတ်နာကြီးဟုတ်လေပါသာဖောက်ထုတ်ပါပုံစံလေးကလေဘာလဲချိုင်ပါကိုဘာလဲချိုင်ပါကိုဘာလဲချိုင်ပါကိုညဟုတ်ပါဘာ
ဘာကောမနာကြီးမတာလင်းကျဲဟုတ်လေဒီတော့မနာငယ်ဟုတ်လေလာလာမပြီးတော့ရပလက်ရှာပလက်ရာကလာဝတာနာကြီးအလာဝတာနာကြီးကောလာဝတာအဟာနာကြီးအတော်စဉ်းစားယူပါမေ့နေတာဟုတ်ပါဒါပေမဲ့နည်းမေ့ရလားကြောက်တာလားကြောက်တာမမကြောက်တာကောင်းလားဟုတ်ပါဘူးပြန်လေးကြောက်ပါအခုမတို့ဒီဒီစင်ကိုပေးရလူကတော့ဖုံဖုံတပါပေးတာပေါ့နော်အဲဆိုရင်ဒါညီမလေးတို့တမုတ်ဖို့1000ပြပါနော်ဟုတ်ကဲ့ပါဟုတ်ကဲ့